social media မှာနေတိုင်းတော့ post တွေတင်နေရပဲတချို့ post တွေက branding အတွက်ဖြစ်ပြီးတချို့ post တွေကြတော့အဲ့လို sales တက်ဖို့အတွက်တင်နေပေါ့နော်ဒါပေမဲ့အဓိကရွေးချက်ကတော့ကိုယ့်ရဲ့ product ကို sales ပြင်ရစေချင်တယ်အဲ့တော့အဲ့လိုမျိုး sales target post တွေပဲဖြစ်အောင်လို့ဘယ်လိုမျိုးရွေးချက်ပြီးတော့တင်ရမလဲဒါကတော့ business တိုင်းရဲ့ goals လို့ပြောလို့ရတယ်။ကိုကတော့ရှောင်းဟာရဲ့ get ချင်တဲ့ခါကျတော့ post ကြီးပဲအမြဲတင်နေမယ်ဆိုရင် audience ကအရန်ကိုပြင်းသွားပြီးတော့ပေါ့နော်မကြည့်ချင်လောက်အောင်ဖြစ်သွားလိမ့်မယ်။အဲအကြောင်းလား plan ကမှမဟုတ်ဒီတစ်ပတ်စာ plan ကို contact plan ကောင်းခုအနေနဲ့ခွဲလိုက်ပေါ့နော်။ဒီ contact plan ကောင်းခုမှာဒီ sales post ရှိမယ်ပြီးတော့ဒီ educational post ကိုပြီးတော့ product benefit ကိုပေါ့နော်။အဲအောင်မှာကိုက sales post ကိုတစ်ပတ်မှာ1ရက်2ရက်3ရက်လောက်ပဲပေါ့နော်။3ရက်လောက်ကျန်တဲ့ contact plan နှစ်ခုကို2ရက်2ရက်စီကျင်အဲ့လိုမျိုးပြီးတော့ပြင်းစရာမကောက်အောင်ကြားရဲမှာဆိုရင် trend အမိလိုက်တဲ့ post တွေပြီးတော့ hack post တွေရောရောပြင်ပြလို့ရရဲပေါ့နော်အဲ့လို location လောက်ထားရင်ကိုကဒီ contact plan ဆောင်သွားရဲ့ audience ကလည်းကိုပေးရဲ့ value ကိုယူနိုင်ပြီးတော့ engagement လည်းပို့နိုင်လိမ့်မယ်အဲ့လို plan လောက်ထားရဲဆိုရင်ဒီနေ့ဖာကင်ရနောက်နေ့ဖာကင်ရအဲ့လိုမျိုး stress ပြီးစရာမလိုတော့ဘဲနဲ့အရန်ကိုချောင်းအကက page ဖြစ်သွားမှာပါ